သားနဲ့သမီးနဲ့ဟိုပတ်မိုးပေးချင်တာပေါ့နော်သူတို့အတွက်အကောင်းဆုံးပတ်မိုးပေးချင်တာနဲ့မေပါဝိုင်းပြီးတော့ပါဝင်ပေးနေတာပေါ့ပါဝင်အားဖြည့်ပေးနေတာပေါ့ဟုတ်သူတို့ဝေဖန်တာတော့ချစ်ကြတော်များသေးဘူးတော်များချစ်ကြကိုရဲဟိုပေါ့နော်လူကြီးမိဘတွေတငယ်ချင်းတွေမိတ်ဆွေပေါင်းတဲ့နေရာစားအားပေးကြတာပေါ့နော်ဟို live ကိုဒါကိုကျင်လေတဲ့အတိုင်းဝိုင်းလည်းမဟုတ်ကိုယ့်ရဲ့ live ပုံစံလည်းမဟုတ်ဘူးဒါပေမဲ့အဲ့ဒါကိုချိန်လိုက်ပြီးတော့အခုဒီနေရာမှာဆိုရင်လည်းဒီနေရာမှာအကောင်းဆုံးရှင်သန်နေတာပေါ့နော်အဲ့ဒါလေးကိုအကုန်လုံးအားပေးကြပါတယ်ဟုတ်ငယ်ရပေါ့နော်အဲ့လိုမောင်နှမနှစ်ယောက်လုံးအဲ့လိုမမေကိုတငယ်ချင်းတွေအားဖြင့်အဲ့လိုချောရဲလို့ပြောအရန်ဝမ်းတာအခုမေလလေးပေါ့နော်မမေကလည်းငယ်လေးနဲ့အရန်ချောတာစပင်းကြီးကိုအရှည်ကြီးနဲ့အဲ့လိုမျိုးဆိုတော့ဒီအခုအနုပညာလောက်တော့လည်းအဆောက်တော့ဆိုမမေကလုံးဝဝါသနာမပါဘူးတမီးအောင်ပေးမလို့ပေါ့နော်လုံးဝဘူးရွှေအောင်မလုံးဝဘူးအဲ့လိုမျိုးလုံးတဲ့လူဒါနဲ့နောက်ပိုင်းကျဘယ်လိုဖြစ်လဲဆိုတော့ series တွေပိုင်းနေမှာတွားရရင်တာမီးနှစ်ယောက်တွားရင်လည်းအဲ့လိုဟို director producer ကအဲ့လိုနေရာလိုရဲပေါ့နော်အဲ့လိုကနေပြီးအန်ဒီတခန်းလောက်ပဲတယောက်ဆောင်ကြည့်ပေးပါဆိုအဲ့မှာတော့ one scene one gap ဖြစ်ပုံသွယ်နေအဲ့လိုမျိုးပေါ့နော်တဲလဲနေထွက်လာတဲလဲနေထွက်လာတဲ့အခါမှာအဲ့လိုဖြည်းဖြည်းနဲ့တခန်းလောက်ကနေပြီးတော့တကားလောက်နဲ့စီးတွဲလုံးနဲ့မဲ character တစ်ခုပဲဖြစ်အခုကြောင်ညာဆိုအန်ဒီအသီးသက်ငားမယ်ဆိုအဲ့လိုဖြစ်ကုန်တီးတဲ့နေရာမှာအဲ့လိုမျိုးဝမ်းသာပါရိုးတော်ငငယ်ရမင်းကြီးလောက်ပါလားလို့လောက်ချောတဲ့ဟာဟုတ်ပြီလုံးဟုတ်အန်တီတို့ကလေအမှုပညာမျိုးလည်းမရှိဘူးကိုယ်အတိုင်းဝိုင်းမှာလည်းအဲ့လိုမရှိဘူးပေါ့နော်ဟိုငငယ်လေးတဲ့သူကပြောတာငငယ်တဲ့မင်းသမီးလောက်ပါလားဆိုတော့အန်တီတို့ခစ်တွေတော့ကကြတော့လေမင်းသမီးတွေဆိုတာအမှန်တိုင်းပြောလို့ရှိရင်လေဟိုနတ်သမီးနတ်သားတွေလိုပဲကိုတွေနဲ့ကိုလုံးဝမသက်ဆိုင်ဘူးပေါ့နော်ဒီအမှုပညာအတိုင်းဝိုင်းစားလဲကိုနဲ့သက်ဆိုင်တဲ့ကိစ္စမဟုတ်ဘူးအဲ့ခါကျသူမင်းသမီးလောက်ချင်တယ်ဆိုတော့ငငယ်လေးတွေကတော်တော်လေးဟိုဝါသနာပါအဲ့ခါကျသူ့ကိုကြည့်ပြီးအန်တီကလေအရန်အံ့ဩတာသိလားဓာတ်ပုံရိုက်လို့ရှိရင်လည်းအဲ့ထက်မိုးကြောင်ညာတို့ဘာလို့ညာတို့ဆိုရင်တော့အကုန်လိုက်လုံနိုင်တယ်ပြီးတော့သူတကယ်ဝါသနာပါတယ်ကြီးလိုက်ဘာလုပ်လဲဆိုတော့သူပထမရည်ရွယ်ကြတော့ဆရာဝန်ဖြစ်ချင်တယ်မင်းသမီးဆရာဝန်လုပ်တယ်အဲ့တော့အဲ့လိုပြောတယ်အဲ့ခါကျတော့သူမင်းသမီးဖြစ်ဖို့အတွက်ကိုသူကတကုတ်တခဲစူးစမ်းတာအန်တီကလုံးဝဝါသနာမပါတဲ့အခါကျတော့သူ့ကိုလည်းတားတာပေါ့နော်ဟိုအန်တီတို့ငယ်တော့ရက်ွက်ထဲတင်မှာတည်တယ်ဒါမင်းသမီးလို့မကောင်းဘူးပြစ်တင်ညာဖြစ်တယ်ဆိုတာပေါ့နော်အဲ့လိုလေးဆိုရအောင်တားတာဒါပေမဲ့လည်းသူဝါသနာပါလာတဲ့အခါကျတော့သူဇွဲမလျှော့ဘူးဇွဲရမ်းကြီးတော့နောက်ဆုံးသူနဲ့အန်တီနဲ့ညှိလိုက်တာပေါ့နော်သမီးအချိန်တစ်ခုယူမေမေတို့မိဘလက်ငုပ်လက်ရင်မျိုးစင်ဆက်ကဒီဂျတနာကုန်တယ်ကိုရွှေဆိုင်ကိုပဲလောက်ရမယ်ဟုတ်ကဲ့သမီးအချိန်တည်းလောက်ပါမယ်ဒါပေမဲ့သမီးကိုတော့ဒီသူစူးစမ်းခွင့်ပေါ့နော်စူးစမ်းခွင့်အချိန်တစ်ခုပေးပါဒီ3နှစ်အတွင်းမှာသူနေရာလေးတစ်ခုရအောင်သွားနိုင်ဟိုမေသမီးကိုခွင့်ပြုပေးပါဆိုတော့အဲ့တော့သူနဲ့ကိုယ်နဲ့အပေးယူလုပ်တဲ့အခါမှာကိုဆိုင်ထွက်ရင်သူကလည်းသူဆိုင်ခိုင်းပေးပါမယ်လို့ပြောတာ哦အဲ့တော့သူအနုပညာလုပ်တဲ့အချိန်ကျတော့အန်တီကအဲ့ဒါဆိုရင်သမီးတယောက်တည်းမိန်းကလေးတယောက်တည်းကြာလဲသူကလည်းမေးမပိုင်ဘဲမှမတော်ဘူးအဲ့တော့လိုက်ပေးမယ်ဆိုတော့အန်တီကလည်းသူ့နောက်လိုက်ပေးဖြစ်သွားတာပေါ့နော်ညတော်ကောင်းတယ်နော်တခါရဲ့အမေကပိုးသွင်းလိုက်တာသူ့ပါပါမောင်လေးပါပြောပါအမရဲ့စူးစမ်းရတာပြောနေတယ်ညီမလေးမလေးအဲ့လိုတက်ဆိုတက်ခိုင်ညီမလေးနုံကြီးနဲ့အကျန်းကြီးနဲ့နုံကြီးနဲ့အကျန်းကြီးရောဆိုအဲ့လိုចောင်းရဲ့ကြောဝိတ်တွေရဲ့မှာအကောင်လုံးအဲ့လိုရှူတင်သွားမဲ့ဝက်တွေထည့်သွားတယ်အဲ့လိုမျိုးကိုထည့်သွားတာအဲ့လိုမျိုးလို့ပြီးပြိုင်ပွဲပြအဲ့ခက်ကလေးညီမလေးတို့ကတော့ miss တယ်ဟောကိုပြိုင်တာပေါ့အဲ့ crown ကြီးပန်းစည်းတွေပိုက်ဘာမှမတောက်တော့ခေါ်ခောက်ဆိုခန်းထဲဝင်သွားမျက်စောင်းထုတ်လို့သူအဲ့ဒီလုံးနေမှလုံးဝမလဲလုံးဝမရအဲ့လိုလေသူသွားလုံးနေရအောင်ဆိုငါ့ကိုမလဲအဲ့ပြီးတော့ဖုန်းတွေအကုန်သိမ်းပလိုက်တာဖုန်းတွေအကုန်အဲ့ contact အလုပ် contact တွေပြအောင်ဆိုပြီးအကုန်လုံးသိမ်းပလိုက်အကုန်ဆက်တော့ဖြစ်အဲ့လိုမျိုးဖုန်းဆက်ပြီးဆိုလို့ရှိရင်လည်းအဲ့ကလေးကမအားဘူးအဲ့လိုမျိုးလုပ်ပြလိုက်အဲ့လိုမျိုးနဲ့ကိုကမြောင်မကစူးစားပြီးတော့ခုမှပေးလို့ဟုတ်တယ်အခုကျတော့လေသူများမေမေတွေထက်ကိုပိုပြီး supporting ပေးတယ်မမရဲ့တပွဲတော့မဟုတ်ဘူးအဲ့ခစ်တွေတော့ဆိုသိရမလားမမရဲ့လို့ center ပွဲတွေရှိရဲအဲ့လိုတခုဆိုလဲ brand တွေကနေပွဲတွေလို့အဲ့လိုပွဲဆိုလို့ရှိရင်လည်းလေဘယ်လိုဖြစ်လဲဆိုတော့ရွှေဝါငယ်ငယ်ကလေးကတငယ်ချင်းတွေချစ်ကြတော့တငယ်ချင်းတွေအဝတ်တွေဆိုစီစဉ်ပေးရဘာလို့ဆိုကိုကဘာမှပြင်ဆင်လို့အခါကျရင် dress တွေလောက်ရပြီးအဲ့လိုမျိုးတွေဆိုလို့ရှိရင်ပြင်ဆင်မရမှာလေအိမ်မှာလဲလုပ်လို့မရအဲ့ဒါတငယ်ချင်းတွေကဟာပိတ်စားရွယ်အဲ့လို designer တငယ်ချင်းတွေကလုပ်ပေးအဲ့လိုမျိုးတွေနဲ့အရန်စူးစမ်းရတာပေါ့နော်ပြီးတော့ကိုကလေအများလို့ကျောင်းချိန်ပဲထွက်လို့ရတာလေကျောင်းသွားတဲ့အချိန်ကျူရှင်သွားတဲ့အချိန်ပဲထွက်လို့ရဆိုတော့အဲ့လိုမျိုးတွေနဲ့အဲ့လိုပွဲတွေစီစဉ်တဲ့လူတွေနဲ့ဆိုတော့တမီးကအိမ်ကပေးမလို့လို့အဲ့လိုမျိုးနဲ့အဲ့တော့အရန်ငယ်သေးကလေးပဲရှိတယ်16အဲ့လောက်ပဲကလေးလေးပဲရှိတယ်အဲ့ share ပို့တာဘွားဟုတ်တယ်ဘွားမေမေအရန်စပို့တာမီးလေးကိုအရန်ဖြစ်စေချင်တာမေမေကတော့ဘွားရှိနေတော့မေမေကတည်မလားအရန်ပြောလို့မရတော့ဘူးလေဟုတ်လားပြီးတော့ဘွားလည်းငါမျိုးတော့ဖြစ်တယ်ညာဖြစ်တယ်လို့တော့ဝေးဆိုကြမှာတကယ်ဘာမှမလုပ်ရတော့မေမေကဟိုအမတီဖုန်းကဟိုရှိုးပွဲမှာဆိုတော့ဘွားစင်ထိတ်ဆုံးမှာအဲ့မှာလေးထောက်ပြီးတော့ကြည်ထိုင်းကြည့်နေမေရှိစရာဘာနာပါဘွားအရင်ဝါသနာပါတယ်ဘွားရှိနေမေမေကဝင်ပြောလို့မရအဲ့လိုဂျာနေပိုင်းမှာတမိပုံများပါလာဆိုအဲ့မီးလေးဆိုပြီးလိုက်ကြွားအဲ့လိုသူ့ပပဘက်ကလည်းမိသားစုကဝါသနာပါကြတယ်ဟုတ်ဝါသနာပါသူ့ပပကအစပေါ့နော်အဲ့လိုမျိုး
ချောလိုက်ရတော့ တမီးနိုင်သွားအခုကြာမေးပါကိုဝင်သွားပြီ အဓိကတော့ဇွဲပေါ့သမီးလေးကနုပညာအလုပ်လုပ်ဖို့အတွက်သူကမွေးဖွားလာတဲ့လူတစ်ယောက်လို့အရက်တဖြည်းဖြည်းမြင်လာတာပေါ့နော်အဲကြောင့်မို့လို့သူကစကုတ်ကြက်ခဲစူးစားတာအခုလည်းအရန်ကိုစူးစားရပါတယ်သူအပင်ပန်းခံပြီးတော့အရန်စူးစားပါတယ်ဟုတ်အဲ့လိုပိတ်ခဲမိတယ်ဆိုတဲ့ပုံမှာတော့ဟာနောင်နာတော့မရပါဘူးဘာလို့လဲဆိုသူကိုစူးစားဖြစ်တာပေါ့သူ့ရဲ့အရေးချင်းတွေ သမီးလေးမတနာဘူးလားမတနာဘူးလားမရေဟိုညီမလေးတို့ကလည်းခုမှ professional လည်းမဟုတ်သေးဘူးပေါ့နော်ခုမှတက်တက်ဆာစူးစမ်းနေတဲ့သူတွေလည်းဖြစ်တယ်ပေါ့ပြီးတော့ဒီ character တွေကလည်းဟိုညီမလေးရဲ့ကံကောင်းတယ်ပဲပြောမှာပေါ့နော်တကားနဲ့တကား character တွေကမတူဘူးတခုနဲ့တခု challenge ဖြစ်တဲ့ character တွေကိုပဲညီမလေးစုံအောင်လုပ်ရရမမရဲ့အဲ့လိုတကားနဲ့တကားလုံးဝမထက်သွားဘူးအဲ့ခါကျတော့ဒီညီမလေးရဲ့အကျင့်ကြဘယ်လိုလဲဆိုတော့ကိုဒီကားတစ်ခုကိုရိုက်တော့မယ်ဆိုလို့ရှိရင်အဲ့စိတ်နဲ့နေလိုက်တာပေါ့နော်အဲ့လိုမျိုးသူ့ရဲ့အညာမှာဘယ်လိုခံခါလေးကြရင်ဘယ်လိုဖြစ်လဲဆိုတော့ရောင်စုံချင်မြုပ်ကလေးရိုက်တော့ဆိုရင်ဘက်တွေအောင်လို့နှလုံးမှာနည်းနည်းအားနည်းသလိုဖြစ်သွားတယ်အဲ့ရောင်စုံချင်မှာဆင်မလေးဝိတော့ကြာအရင်မျိုးသိရတာများပါတော့ဒီဘေးတာ character မှာဆိုလူကပိန်မှာကြာသွား10ပေါင်ကျော်လောက်ကြာသွားလူတိုင်းပိန်သွားပိန်သွား အကုန်ဖွင့်ထုတ်ရတာ ပိန်သွားဆိုဝိတ်ချလာမေးအမှန်တော့ character ကြီးကိုအရန်ဆန်ဝင်ပြီးတော့လေအဲ့လိုမျိုးခုံပြီးအချိန်တိုင်းအဲ့လိုမျိုးပြင်မေးဆိုကားရိုက်ပြီးအထက်ဟဲ့သမီးစိတ်ထိန်စိတ်တွေဘေးတာပြီးသွားပြီ စိတ်ကိုရှော့ ဒါပြီးပြီနော် အပြင်မှာပါယူရ အဲ့လိုမျိုး character ကိုအဲ့လိုစိတ်နှစ်တာပေါ့နော်စိတ်နှစ်တဲ့ခါကျတော့ဟိုပရိသတ်တွေကတော့အားပေးရဲ့ဟိုသဘောကျရဲ့ညီမလေးတိုးဆောင်ကောင်းတယ်လို့ပြောအရန်ပြောတယ်ဒါပေမဲ့လူကြောင့်အနေနဲ့ထိတာပေါ့မာဟုတ် စိတ်ကို စိတ်ကိုပဲသူပြင်ရတာပေါ့တချို့ senior ဟို actor ကြီးတွေကြာအရန်တော်တယ်သူက54321ဆိုမှအဲ့ character ကြီးဝင်သွားကက်စွာနဲ့ပြီးသွားအဲ့လိုမျိုးနေနိုင်လောက်တဲ့အထိတော့စူးစမ်းရမှာပေါ့နော်အခုကျတော့ဒီဟာကိုအဝင်ထွက်ကိုတော့နည်းနည်းလေးခက်နေသေးတယ်ဒါပေမဲ့ဒီ character တစ်ခုလုံးတော့စီမျောနေတဲ့ခါကျတော့ကားထွက်လာရင်တော့ကောင်းတယ်ဒါပေမဲ့လူတော့လည်းထိပြင်မယ်ဟုတ် တော်ပါရဲ့စူးစမ်းကြပါရဲ့ ဝေးပန်းရေး ဝေးပန်းရေးဟောဗောနော်အဲ့လိုဟိုလူမျိုးဆိုရင်တော့အဲ့လိုကျွန်တော်တို့ဒီရိုက်နေတဲ့အချိန်တို့အဲ့လိုမရိုက်ခင်တော့ဟာဆိုရင်တော့အဲ့လိုပြပြနှစ်ကိုလေအဲ့လိုတားမိခြင်းလည်းမညာတာဘူးအဲ့လိုမောင်နှမချင်းလည်းမညာတာဘူးပြပြနှစ်ဝေးပန်းတယ်ဒါပေမဲ့အဲ့လိုရိုက်လို့ပြီးသွားပြီဘာညာဆိုရင်ပြန်ကြည့်လို့ရှိရင်တော့အဲ့ result ကိုတော့လက်ခံပါတယ် ကျွန်မကြီးကျူတာအဲ့လိုရိုက်နေတဲ့အချိန်ကဟာအရန်ကိုစိုးပတ်သက်ပြောမမေကတော့ဗာပြောကောင်းတယ် တော့တော် အတော်ဆုံးတော့ရှုပ်လို့မရဘူးဒါရတော့လည်းရရဲနော်အဲ့လိုမျိုး one scene one cut ကိုအပြင်ကိုကြည့်မလားcharacter move ကလည်းလုံးဝချိန်သွားနော် surprise ပဲ အဲ့လိုအဲ့လေရိုက်တဲ့ဒီ writer တွေပိုင်းတိုင်းတွေ့တယ်ပိုင်းပြောတာအန်တီကနော်မထင်ရဘူးပေါ့အဲ့လိုတကယ်တကားဆိုတကားလို့အန်တီရဲ့ပြုတ်ဝတ်ထားတဲ့ hidden talent နေပေါ်လာပြီ အဓိကတော့စိတ်ပါပဲတမီးရဲ့ဟုတ်စိတ်ကိုနှစ်လိုက်တာပေါ့နော်စိတ်ကိုနှစ်ပြီးတော့ပြုတ်ဆောင်လိုက်တာဒီဟာကိုတေချာလေးလေ့လာလိုက်တယ်ပြီးတော့ဟိုအန်ဒီကအခုချိန်ထိဖျားစာတွေကြက်နေတော့ပေါ့နော်ကိုမရသေးတဲ့ဖျားစာအသစ်ဆိုရင်ကြက်တယ်ပြီးတော့လို့ရှိရင်လို့အဓိကလေးတောက်လျှောက်ဝင်ပြစ်တယ်ဆိုတဲ့အခါကျတော့ကိုယ့်ရဲ့စိတ်ကိုကိုနိုင်တယ်ကိုယ့်ရဲ့စိတ်ကိုနိုင်ရရအောင်နိုင်တာပဲလေနော်အဲ့ခါကျတော့အဲ့လိုစိတ်ကိုနှစ်ပြီးပြုတ်ဆောင်တယ်အဲ့တော့ဟိုဒါဆိုဘယ်လိုလေးလုပ်ရမယ်ဆိုတဲ့ဥစ္စာကိုတော့နောက်သမီးတွေသားမီးတွေတိုင်ပင်ကြတာပေါ့တိုင်ပင်ပြီးတော့အတိုင်းလေးဖြစ်အောင်ကြိုးစားတာပေါ့နော်အဓိကကတော့ကြိုးစားတာပါဟုတ်ကဲပါရွှေတို့မိသားစုလေးပေါ့နော်ဒါချစ်ကြရဲ့ပြိသက်တွေပေါ့နော်အရန်ကိုကျေးဇူးတင်ပါတယ်လို့ပြောအခုဒီနွမ်းမြစီမမဝေဇလန်တွေမှာရွှေတို့အပြင်ကအတိုင်းလေးပဲတကယ်မိသားစုလေးနေနဲ့လည်းပါဝင်ပြီးတော့တရုပ်ဆောင်ထားပါတယ်အားပေးပါအောင်လို့ပြောချင်ပါတယ်ရှင်အားပေးပါအောင်လို့ပြောချင်ပါတယ်ကျေးဇူးများကြီးတင်ပါတ ကျေးဇူးတင်ပါတယ် ပါတယ်